အိနီနာချင်းဖြစ်တဲ့အဖွားဖြစ်သူနဲ့ပြန်ပြီးအဆင်ပြေသွားတယ်ဆိုတဲ့အကြောင်းချပြလာခဲ့တဲ့ပုတုကဲပရိသတ်ကြီးတို့ရေပုတုရဲလို့ဖြစ်လာတဲ့အချိန်မှာကတည်းကအမြဲတမ်းအတူတူတွဲမြင်နေခဲ့ရတဲ့အဖွားကအခုအချိန်မှာဆိုရင်တော့အတော်လေးကိုကျမ်းမာရေးမကောင်းဖြစ်နေခဲ့တာပဲဖြစ်ပါတယ်ပုတုအနေနဲ့ကတော့တကြီးရွယ်အိုတွေကိုအမြဲတမ်းလိုလေးစားတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင်9ရက်သားသမီးအပေါ်မှာလည်းစိတ်ကောင်းစေတနာမွေးနိုင်လွန်းတာကြောင့်ပရိသတ်တွေစီအားလုံးကအချစ်တွေကိုသိမ့်ပိုက်ထားနိုင်ခဲ့သူလို့ပြောရမှာပဲဖြစ်ပါတယ်အဲ့ဒါပြင်ပုတုလို့စပေါ်လာချိန်မှာတည်းက TikTok ဗီဒီယိုတွေမှာအဖွားတစ်ယောက်နဲ့အတူတူအမြဲတမ်းမြင်တွေ့လေးရှိတာကြောင့်ပရိသတ်တွေကဒီအဖွားနဲ့ပုတုကိုတွဲပြီးမြင်နေခဲ့ကြတာပဲဖြစ်ပါတယ်ပုတုအနေနဲ့ကတော့ဒီအဖွားကသူ့ရဲ့အိမ်နီးနားချင်းဖြစ်ပေမဲ့လည်းကိုယ့်ရဲ့အဖွားရင်တစ်ယောက်လိုမျိုးသဘောထားတာကြောင့်အထင်အမြင်မလွဲဖို့တော်တော်ကြိုးစားခဲ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်ပုတုလည်းပြဿနာတွေအပူအပန်းတွေမရှိကျင်တော့တဲ့အဆုံးအဖွားနဲ့ဝေးရအရက်စီမှာပဲအိမ်ပြောင်းနေခဲ့ပြီးတကိုယ်တည်းပရိဒအလုပ်တွေကိုသာလုပ်ကင်နေခဲ့ပါတယ်ဒါပေမဲ့လည်းသတင်းဆိုတာမျိုးကနားဆွင့်နေတဲ့သူအတွက်ကတော့အမြဲတမ်းရနေမှာပဲဆိုတဲ့အတိုင်းအဖွားနေမကောင်းနေခဲ့တဲ့အကြောင်းကပုတုစီကိုရောက်လာခဲ့ပါတော့တယ်ဒါကြောင့်အဖွားရင်တယောက်လိုချစ်ခင်ရတဲ့အဖွားစီကိုတွားရောက်ခဲ့ပေမဲ့လည်းကရင်ပေါ်လှဲနေတဲ့အဖွားကိုတွေ့ရတဲ့အချိန်မှာတော့အတော်လေးကိုဝမ်းနည်းခဲ့ရပါတယ်ဒါကြောင့်ပုတုအနေနဲ့ကဒီအဖွားရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးနိုင်တဲ့ဘက်ကနေနိုင်တယ်လို့ကူညီပြီးပြုစုစောင့်ရှောက်ပေးသွားမှာဖြစ်တဲ့အပြင်ခွဲစိတ်ဖို့အတွက်လိုအပ်တဲ့ငွေတွေကိုလည်းရတဲ့ဘက်ကနေရတယ်လို့ရှာပေးမယ်ဆိုတဲ့အကြောင်းကိုပရိသတ်တွေစီကိုချပြလာခဲ့တာပဲဖြစ်ပါတယ်တကယ်တမ်းမှကြတော့ပုတုကတကောင်ကျွတ်ဆယ်လီတယောက်ဖြစ်တယ်လို့နေမကောင်းတဲ့အခါမျိုးမှာလည်းဘယ်သူမှအနားမှာမရှိတဲ့ခံစားချက်ကိုယဉ်နီးနေခဲ့တာကြောင့်သူချစ်ရတဲ့အဖွားသူ့လိုမျိုးမဖြစ်ရလေအောင်အစွမ်းကုန်ပြုစုစောင့်ရှောက်ပေးဖို့စဉ်းစားနေခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ပုတုလည်းသူနေထိုင်ရာအိမ်ကိုမပြန်တော့ပဲအဖွားဖြစ်သူရဲ့အနားမှာအမြဲတမ်းစောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့အဖွားကလည်းသူရှိတယ်ဆိုတဲ့အကြောင်းပရိသတ်တွေကိုပြောပြလာခဲ့တာပါဘလို့ပဲဖြစ်ဖြစ်ပါပုတုတယောက်ကတော့ကိုယ့်အတွက်ကိုယ်ထမ်းသူများအပေါ်ကိုအင်မတန်မှကြီးပေးတတ်သူတယောက်ဖြစ်နေခဲ့တာကြောင့်ပရိသတ်တွေကအတော်လေးကိုကြီးကျူးနေခဲ့ကြတာပဲဖြစ်ပါတယ်အဲ့ဒါအပြင်မမြင်တာကြပြီးဖြစ်တဲ့မြေအဖွားနှစ်ယောက်ကိုလည်းအခုလိုမျိုးစကားကောင်းကောင်းမွန်မွန်ပြောဆိုပြီးဖေးမပေးနေတာကိုတွေ့ရတဲ့အတွက်အတော်လေးကိုပီတိဖြစ်နေခဲ့ကြသလိုပုတုအတွက်လည်းကောင်းတာတွေဖြစ်လာဖို့ဝိုင်းပြီးဆူတောင်းပေးနေခဲ့ပါတော့တယ်ပုတုအနေနဲ့ကတော့အဖွားကိုလည်းအနီးကပ်ဆောင်ရှောက်မယ်တခြားသောအခြေခံလူဒန်းစားတွေရဲ့ဘဝကိုလည်းစာနာမယ်ဆိုတဲ့စိတ်အပြည့်ရှိနေခဲ့တာကြောင့်သူဟာပရိဒလုပ်ငန်းပေါင်းများစွာကိုဆက်လက်လုပ်ကင်ဖို့စဉ်းစားနေခဲ့တာပဲဖြစ်ပါတယ်တကယ်တမ်းမှကြတော့9ရက်သားသမီးတွေလှူဒန်းထားတဲ့ငွေကြေးတွေကိုတခြားသောလိုအင်ဆန္ဒမထားပဲအခြေခံလူဒန်းစားတွေစီကိုရောက်အောင်ပို့ပေးဖို့ဆိုတာအင်မတန်မှစိတ်ထားဖြူစင်မှရတယ်လို့ပုတုလိုမျိုးအေးဆေးရိုးသားတတ်သူတယောက်လည်းဖြစ်နေခဲ့မှပဲရပါမယ်ပရိသတ်တွေအနေနဲ့ကတော့ပုတုဟာကိုမင်းမင်းတို့ရွှေပိုးအိမ်တို့လိုမျိုးအတော်လေးကိုစိတ်ထားဖြူစင်သူဖြစ်နေခဲ့တာကြောင့်မြန်မာနိုင်ငံမှာပုတုလိုလူမျိုးရှိနေခဲ့တာဟာသူတို့အတွက်အတော်လေးကိုဂုဏ်ယူစရာဖြစ်နေခဲ့ပြီလို့ဆိုနေကြပါတော့တယ်ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့လည်းပရိဒတွေကြီးလောက်ကင်ပြီးဘဝကိုဖျက်ဆီးနေတဲ့ပုတုကိုအားပေးစကားပြောပေးသွားကြပါအောင်ဗျာဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းအခုလိုမျိုးမြန်မာနိုင်ငံကနုပညာရှင်သတင်းတွေနဲ့ပတ်သက်လို့ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်